နှစ်6တုပ်လေးတုပ်ပါမယ်ဒီမှာနှစ်6တွေကိုပြုတ်ပြီးတော့ရေစိမ်ပြီးပြုတ်ရင်မကြီးနဲ့ထညက်ရည်နဲ့ချက်သွန်ပြူစီချက်ချက်သွန်ကြီးကြောဒီလိုပဲရောင်ကအဲ့လိုဖြစ်သွားတယ်ချက်သွန်ကြီးစိမ်ရှောက်ရွက်ခန်းကျင်တီးစွန်ချောင်းမှုတ်ငြုတ်တီးမှုတ်မြေပဲမှုတ်ပဲမှုတ်နဲ့ဒီနေ့နှစ်တုပ်လေးတုပ်စားပါမယ်ကလေးနဲ့ဆိုတော့ကလေးတစ်နေ့ကြော်လေးနဲ့ဆိုတော့အများကြီးဘာမှမလုပ်နိုင်ဘူးလုပ်တဲ့ရှိရဲ့ချိန်လေးကိုအမြန်တော်တော်လက်လက်လေးလှုပ်စားချင်တာလေးတွေကဲစတုံးမယ်နော်နှစ်တုပ်ကတော့တစ်ခါမှမတုပ်စားဘူးဒါပေမဲ့ဒါပထမဆုံးတုပ်စားကြည့်ရမှာနော်ကိုထည့်ချင်တာလေးထည့်ပြီးမှမြစ်ပါမယ်မြစ်ပြုတ်ထားတယ်ဒီပဲမဟုတ်ပဲမှုကတော့အကုန်မလို့ဘူးပေါ့နော်နည်းနည်းပပရေးထည့်ဇွန်ကြောင့်မို့အကုန်ထည့်မယ်မြို့တိမောကတော့အရင်မစတော့ထည့်လိုက်တော့မယ်ကိုဒွန်နီစိန်နည်းနည်းထည့်မယ်ရှောက်ရွက်အကုန်ထည့်မယ်ချက်သွန်နီကြောထည့်မယ်အကြီးရထည့်မယ်မက်ခရိုဝေ့ဖ်လေးနဲ့ကြော်ထားတဲ့ချက်သွန်ပြူစီချက်ညဆုံးလောက်ထည့်မယ်စီကတော့လိုအောင်စီထွေးထွေးနဲ့ရမ်းဟိုမှာစားကောင်းတဲ့နှစ်6တုပ်လေးရပါပြီ